တဲ့ဘူးဒါပေမဲ့အဲ့လိုပေါ့ရှိရဆိုတော့ယုံနေပေါ့နော်အဲ့လိုတစ်ခုခုတနေရာရာကိုသွားရပြီးရောက်ပြီဆိုလို့ရှိရင်လည်းအရင်ဆုံးသူတို့ကိုယင်ဝိုင်းကနေရာပြီးတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့သူတို့လည်းဒါမြစ်တာလိုချင်တယ်လို့ပဲထင်ပါတယ်အဲ့တော့မြစ်တာပို့ရဲအမြပေးဖြစ်တယ်ပေါ့နော်အဲ့လိုလေးတော့ဝိုင်းလို့ဖြစ်ပါတယ်ဒီကတော့ဒီကားလေးက horror ကြိုက်တဲ့ပရိသတ်တွေဆိုလို့ရှိရင်လည်းသိမှာပေါ့နော်ပြီးတော့သူကကြတော့ဘယ်လိုခေါ်မလဲ horror ကိုမှဟိုဝိုင်းလို့မြန်မာလိုပြောရင်တော့သူကဟိုတရေကိုမြင်ရတဲ့လူပေါ့နော်ပြောရရင်အဲ့လိုနမိတ်တွေကိုအဲ့လိုဖတ်နိုင်တဲ့လူပေါ့နော်ရိုက်ထားရလဲကြာပြီပေါ့နော်အခုတော့ဒါအော်ရဲတက်နိုင်ခဲ့ပြီပေါ့နော်အဲ့တော့ဒီကားလေးထဲမှာဆိုရင်တော့ဝိုင်းကမမနေရာနေပြီးတော့တရုပ်ဆောင်ထားပါတယ်ဒါပြောရရင်ဒါဟိုဒေါက်တာကျော်စောဖေးရဲ့ဘဝကိုပေါ့နော်ဒါဟိုသူ့ဘဝမှာကြုံတဲ့ခါတွေအများကြီးကိုရိုက်တာဖြစ်တယ်ပေါ့နော်ဒီကားလေးကတော့ဒီသူ့ဘဝတွေထဲမှာသူနဲ့ဒါဟိုတွေ့ဆုံမဲ့ပေါ့နော်အရင်ဆုံးအိမ်မက်ထဲမှာတွေ့ဆုံမဲ့အိမ်မက်ထဲကမမအနေနဲ့တရုပ်ဆောင်ထားပါတယ်အဓိကတော့ဝိုင်းတို့ရိုက်တော့ကလည်းမိုးရင်းလဲရိုက်တယ်ပြီးတော့ဟိုတကယ်ပေါ့နော်အောင်မန်းကလောမှာပေါ့နော်ရေကြီးသွားတဲ့အချိန်တော့ရိုက်တာဖြစ်တော့ဝိုင်းတို့အဲ့လိုရိုက်ပြီးတော့ဟိုနားလိုက်ရတဲ့အချိန်လေးပေါ့နော်အဲ့လိုပြီးတော့လိုဝိုင်းတို့ရေကြီးလို့ပိတ်မိသွားတဲ့အချိန်လေးလည်းအများကြီးရှိရဆိုတော့ပေါ့နော်အခုမှပြန်ကြည့်တဲ့အချိန်ကျတော့အဲ့အခက်ခဲတွေကြားထဲကနေပြီးတော့ protection တွေရောအကုန်လုံးပေါ့နော်ဒါဟိုတော်တော်လေးကိုစူးစမ်းထုတ်ပြီးတော့ဒါခက်ခဲနဲ့ရိုက်ကူးခဲ့ရတဲ့ကားတကားလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အခုပြန်ကြည့်တဲ့အခါမှာတော့တော်တော်လေးဟိုအဆင်ပြေနဲ့တွေ့ရဖြစ်တဲ့အတွက်ကြောင့်မလို့ဟို protection တစ်ဖွဲ့လုံးပေါ့နော်အကုန်လုံးကိုစားဂုဏ်ယူမိပါတယ်တော့ဒီကားကဝိုင်းနေဆိုရင်ဒုတိယတတိယမြောက်ပေါ့နော်ကားဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကားထဲမှာတော့ဝိုင်းတို့ကဒါဟိုဘယ်လိုခေါ်မလဲတော်တော်လေးကိုဟိုတွဲအနေနဲ့ပေါ့နော်ဒါများရယ်ပဲပြောရမှာပေါ့နော်အဲ့လိုမျိုးအနေနဲ့ပြုတ်ဆောင်ထားပါတယ်တော်တော်လေးလည်းအဲ့လိုအဆင်ပြေနဲ့သူနဲ့ပေါ့နော်အဲ့လိုနေရာအဆင်ပြေနဲ့ပြုတ်ဆောင်နိုင်ကြလို့ပြောလို့ရပါတယ်ဒီကတော့ဒီကားလေးက horror ကြိုက်တဲ့ပရိသတ်တွေဆိုလို့ရှိရင်လည်းသိမှာပေါ့နော်ပြီးတော့သူကကြတော့ဘယ်လိုခေါ်မလဲhorror ကိုမှဟိုဝိုင်းလို့မြန်မာလိုပြောရင်တော့သူကဟိုတရေကိုမြင်ရတဲ့လူပေါ့နော်ပြောရရင်အဲ့လိုနမိတ်တွေကိုအဲ့လိုဖတ်နိုင်တဲ့လူပေါ့နော်အဲ့လိုမျိုးဒါအပြင်လောကမှာလည်းတကယ်ရှိရပေါ့နော်အဲ့တော့ဟိုသူအဲ့လိုသူတစ်ခုဖြစ်တော့မယ်ဆိုရင်သူစီကနေပြီးတော့အကူညီတောင်းချင်တာမျိုးဆိုလို့ရှိရင်ပေါ့နော်ဒါလူကနေတစ်ဆင့်ပေါ့နော်ဒါမမြင်နိုင်တဲ့ဒါပုံကိုရလည်းလူကနေတစ်ဆင့်ပဲအကူညီတောင်းရတာမျိုးဆိုပေါ့နော်အဲ့လိုဈာကန်ဖြစ်နေတာပေါ့နော်အဲ့တော့ဒီကကျော်စောထွေးဆိုတဲ့ဇက်ကောင်ကလည်းအဲ့ဒီကအဲ့လိုမျိုးဇက်ကောင်တစ်ခုလိုပါရတော့မြင်ပါတယ်ဒီကဝိုင်းအများသောအားဖြင့်ဝိုင်း horror ကားတွေပဲရိုက်ဖြစ်တာပေါ့နော်များရဲ့အဲ့ခုနှစ်တွေတော့ကလည်းဝိုင်းတောက်လျှောက်ရိုက်ဖြစ်တဲ့ကားတွေပုံတော့ကလည်း horror ကားတွေဖြစ်နေတာပေါ့နော်အဲ့တော့အဲ့လိုဒီကားလေးလည်းအဲ့ horror ထဲမှာတစ်စက်အပါဝင်တကားပေါ့နော်အဲ့တော့ဒီကားကဝိုင်းရဲ့တရေအနေနဲ့ဆိုရင်၄ကားမြောက်တရေကားလို့တော့ပြောလို့ရပါတယ်အဲ့တော့ချိန်ပါမယ်ဆိုလဲရှိခဲ့တယ်ဒါပြောရရင် Canal Plus မှာခုပြနေရဲပေါ့နော်ကားမှာဆိုလို့ရှိရင်လည်းဒါဝိုင်းတို့ကအဆွဲခွင့်ရမှာဆိုလဲဒါတရေကားပဲပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီကားလေးကနောက်ထပ်တရေကားတွေကတကားပဲပေါ့ဒါပေမဲ့ဒီထဲမှာတော့ဝိုင်းကိုတရေအနေနဲ့တွေ့ရမှာမဟုတ်ပါဘူးအရင်လာတဲ့မမအနေနဲ့တွေ့ရမှာအဓိကတော့ဝိုင်းကိုယ်တိုင်ကလည်းအဲ့လိုပေါ့နော်တရေတော့ဝိုင်းအရင်တော့ interview မှာလည်းဖြေဘူးပါတယ်မကြောက်တတ်ဘူးဒါပေမဲ့အဲ့လိုပေါ့ရှိရဆိုတော့ယုံနေပေါ့နော်အဲ့တော့အဲ့လိုတစ်ခုခုတနေရာရာကိုသွားရပြီးရောက်ပြီဆိုလို့ရှိရင်လည်းအရင်ဆုံးသူတို့ကိုယင်ဝိုင်းကနေရာပြီးတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့ဟိုနင်တို့လည်းဘာမှမနှောက်ချက်ဘူးငါတို့လည်းဒါလောက်တာဖြစ်တဲ့အတွက်ကြောင့်ငါတို့လည်းမနှောက်ချက်နေဆိုတော့ပုံစံမျိုးပေါ့နော်အရင်တနေရာတစ်ကိုရတော့ဝိုင်းတော့ကျတော့ရိုက်ကူးရည်နေပေါ့နော်နေတွေနောက်လျှောက်ထွက်နေရဖြစ်တဲ့ခါကျတော့ပေါ့နော်အဲ့လိုမျိုးလေးတော့ဝိုင်းအမြဲပြောဖြစ်တယ်လို့ဖြစ်တယ်ပြီးတော့ဟိုဘယ်ရောက်ပေါ့နော်အဲ့လိုအမြဲမြစ်တာပို့ဖြစ်တယ်ပေါ့နော်အဓိကကတော့တို့လည်းဒါမြစ်တာလိုချင်တယ်လို့ပဲထင်ပါတယ်အဲ့တော့မြစ်တာပို့ရဲအမြပေးဖြစ်တယ်ပေါ့နော်အဲ့လိုလေးတော့ဝိုင်းလို့ဖြစ်ပါတယ်ဒီကားထဲမှာဆိုလို့ရှိရင်လည်းပေါ့နော်ဝိုင်းရှေ့ကားတွေနဲ့တိတ်မတူတဲ့ပုံစံမျိုးပေါ့နော်ဒါလုံးဝကိုအဲ့လိုမျိုးဘယ်လိုခေါ်မလဲကိုနဲ့တကယ်ချစ်ပြီးရောပေါ့နော်ဟိုပြိသက်တီလည်းထွေးလာမှမြင်ပါပါကိုတကယ်ချစ်ပြီးရောကိုနဲ့တကယ်ပေါင်းဖက်ရမယ်ပေါင်းဖက်ချင်တဲ့သူကတစ်ယောက်ပေါ့နော်ဒါပေမဲ့ဟိုတကယ်ပေါင်းဖက်ရမယ်သူကတစ်ယောက်ပုံစံမျိုးပေါ့နော်အဲ့တော့ဒါပြောရရင်နှစ်ယောက်ကြားမှာပြများတဲ့ပုံစံပေါ့နော်ဒါမဲ့လည်းပြများတယ်ဆိုပေမဲ့လည်းဟိုပြောရရင်ဒါဝိုင်းကိုယ်တိုင်ကလည်းဒီထဲမှာကျတော့အဲ့လိုဆရာဝန်ဖြစ်နေရလဲပါတယ်ပြီးတော့လို့ပေါ့နော်အဲ့လိုအိမ်တွေတိတ်ခါပေါ့နော်တော်တော်လေးကိုအဆက်ကြောက်ကြီးရဲ့main clip မမပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့အဲ့ထဲမှာမှအဲ့လိုမျိုးတေချာလေးကိုဝိုင်းပြုတ်ဆောင်လာရတယ်လို့ပြောလို့ရပါတယ်အဲ့တော့မိသက်ကြီးလည်းဝိုင်းရှိမှရိုက်ခဲ့ကားရည်နဲ့မတူတဲ့ပုံစံတစ်မျိုးကိုတွေ့ရမယ်လို့ထင်ပါတယ်အဲ့တော့မိသက်ကြီးကစောင့်ကြည့်အားပေးပါအောင်ဝေဖန်ပါအောင်လို့ပြောချင်ပါတယ်နောက်ပိုင်း
ပိုင်းဆိုလဲဝိုင်းရိုက်ဖြစ်တဲ့ဇက်တွေတော်တော်များများတော့ဝိုင်းမလုပ်ဘူးတဲ့ဟာတွေမလုပ်ဘူးတဲ့ character တွေမျိုးစုံပေါ့နော်လုပ်ကြည့်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမလုပ်ဘူးတဲ့ character ဆိုရင်တော့ဝိုင်းတေချာလေးဟိုရွေးပြီးတော့ရိုက်ဖြစ်တယ်ပေါ့နော်အဲ့တော့အခုလဲဒါဝိုင်းမတူတဲ့ character တစ်ခုနဲ့ဒါမြင်ရမှာပါပြီးတော့အခုနောက်ထပ်ဝိုင်းထိုက်ရိုက်နေတဲ့ကားတွေကားမှာလဲပေါ့နော်အဲ့လိုဘယ်လိုခေါ်မလဲပြိသက်ကြီးမမြင်ဘူးတဲ့ပုံစံမျိုးနဲ့ထပ်မြင်ရဖို့ရှိပါတယ်အဲ့တော့ပြိသက်ကြီးကစန့်ကြည့်ပေးပါလို့ပြောချင်ပါတယ်ဝိုင်းတို့ရဲ့ဒီတန်လည်များဆိုတဲ့ဇာတ်ကားလေးอ่ะပေါ့เนาะဒါလာကုန်30ရက်နေ့ကြာလို့ရှင်ပြတော့မှာပါအဲ့တော့ပြိသက်ကြီးက MRTV4 channel မှာဝိုင်းဆိုရင်ဒါ MRTV4 မှာ series မတက်တာမေချိုပြီးခဲ့ရကြပြီပေါ့เนาะအဲ့တော့ဟိုတခြားဟို Canal Plus တို့ဘာလို့မှာပဲတော့ရှောက်တက်နေရဖြစ်တဲ့အခါကျတော့အခုဒီ MRTV4 မှာမြင်ချင်တယ်ဆိုတော့ပြိသက်တွေကြည့်ရှုလို့ရပါပြီအဲ့တော့ပြိသက်ကြီးကတနင်္လာနေ့တောက်ကြပေါ့เนาะဒါ MRTV4 မှာအားပေးပါလို့ပြောချင်ပါတယ်ရှင်